Hello, မင်္ဂလာပါရှင် Face Your Online Education ကနေကြိုဆိုပါရစေ Today we are going to learn English Speaking Basics Lesson Part 1 ရဲ့ Lesson 11 လေးကိုစတင်လေ့လာမှာဖြစ်ပါတယ် So my name is Khai Susuta. Okay, let's start the lesson. ဒါဆို lesson လေးကိုစပြီးတော့လေ့လာကြည့်ရအောင် So the first one, unit 11. I get up at 7 a.m. I get up at 7 a.m. I get up ကျွန်တော်ဒီအေးရထားပါသည် at 7 a.m. မနက်9နာရီမှာအေးရထားပါတယ်လို့ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ lesson ရဲ့အဓိက grammar focus ကတော့ at ဆိုတဲ့အသုံးနှုန်းနဲ့ in ဆိုတဲ့အသုံးနှုန်းလေးကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ် at at မှာ in လည်းမှာပဲဒါပေမဲ့ at ကတော့ပို့ပြီးတော့တိကျတဲ့နေရာမျိုးတွေမှာသုံးပြီးတော့ in ကတော့ပရဝဏ်ကျယ်ဝန်းတယ်ကာလအတိုင်းအတာတစ်ခုကြားထဲမှာဖြစ်တဲ့အခါမျိုးတွေမှာ preposition လို့ခေါ်တဲ့ in လေးကိုသုံးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေရာမှာ at ကလည်း preposition, in ကလည်း preposition. ဒီ at တွေ in ရဲ့အနောက်မှာအချိန်စကားစုတွေလည်းလိုက်လို့ရတယ်လို့ place လို့ခေါ်တဲ့နေရာစကားစုတွေလည်းလိုက်လို့ရပါတယ်။ Okay, ဒါဆိုရင်ကျမတို့ example လေးကိုစပြီးတော့ကြည့်ကြရအောင်။အဲ့တော့ပထမဦးဆုံး example ကတော့ at ရဲ့အနောက်ကနေ time ဆိုတဲ့အချိန်လေးလိုက်တဲ့အကြောင်းပဲပြောမှာဖြစ်ပါတယ်။ I get up at 7:30. I get up ကျွန်တော်အိပ်ရထားပါတယ် at 7:30 9နာရီခွဲမှာကျွန်တော်အိပ်ရထားပါတယ်လို့ပြောလိုက်တာဖြစ်ပါတယ် He talks about sport at breakfast. At breakfast မနက်စာစားတဲ့အချိန်မှာလဲသူဟာသူ့ရဲ့အားကစားတွေအကြောင်းကိုပြောတယ်လို့ပြောလိုက်တာဖြစ်ပါတယ်ဒါဆိုပြောကြည့်မယ်ဆိုရင် I get up at 7:30 9နာရီခွဲမှာကျွန်တော်အိပ်ရထားပါတယ် He talks about sport at breakfast မနက်စာစားတဲ့အချိန်မှာသူဟာဘာလို့လဲဆိုတော့အားကစားတွေအကြောင်းပြောတယ်လို့ပြောလိုက်တာဖြစ်ပါတယ်ဒါဆို at ရဲ့အနောက်ကနေပြီးတော့တိကျတဲ့အချိန်တစ်ခုကိုကျွန်တော်တို့လိုက်လို့ရပါတယ် I get up at 7:30 He talks about sport at breakfast good now here at plus time ဒါကတော့ at ရဲ့အနောက်ကနေ time အချိန်လေးပဲဖြစ်ပါတယ် The mart opens at 9 o'clock Met supermarket ကopens ဖွင့်ပါတယ် at 9 o'clock ဘယ်နာရီမှာဖွင့်လဲဆိုလို့ရှိရင်9နာရီမှာဒီ supermarket ကဖွင့်ပါတယ် He is not here at the moment လောလောဆယ်ဆယ်အဲ့တော့ဒါဆို at ရဲ့နောက်က the moment ဆိုတဲ့အချိန်ကာလကိုပြတဲ့ဟာလေးလည်းသုံးလို့ရပါတယ် at the moment လောလောဆယ်မှာ he's not here သူမရှိပါဘူးလို့ပြောလိုက်တာဖြစ်တယ်ဒါဆိုရင် at ရဲ့နောက်ကတိကျတဲ့အချိန်ကိုလည်းသုံးလို့ရတယ်ကျွန်မနဲ့ဒီလိုအတန်လေးဖတ်ကြည့်မယ် The mat opens at 9 o'clock He is not here at the moment Good. Now here is the next slide. ဒီတစ်ခါ in လေးပြောင်းသွားပါပြီ in ရဲ့အနောက်မှာလည်းအချိန်တွေလိုက်လို့ရပါတယ်အဲ့တော့ပထမဦးဆုံးကြည့်မယ်ဆိုရင် I wash my face in the morning. I wash my face ကျွန်တော်မျက်နှာတစ်ပါတယ် in the morning ဘယ်အချိန်မှာတစ်လဲမနက်ပိုင်းမှာကျွန်တော်မျက်နှာတစ်ပါတယ်လို့ပြောလိုက်တာဖြစ်ပါတယ် She watches TV in the evening ညနေပိုင်းမှာတော့သူက TV ကြည့်တယ်လို့ပြောလိုက်တာဖြစ်ပါတယ် She watches TV in the eveningညနေပိုင်းမှာတော့သူမက TV ကြည့်တယ်လို့ပြောလိုက်တာဖြစ်ပါတယ်။ဒါဆို A ရဲ့အနောက်ကအချိန်လေးတွေလိုက်တယ်။ဒါဆိုရင်ဒီတရက်ရဲ့ဒီအပိုင်းလေးတွေအချိန်ပိုင်းလေးတွေကိုကျမတို့က A နဲ့တွဲပြီးတော့ပြောလို့ရပါတယ်။ဒါဆို at ရဲ့နောက်ကလိုက်တဲ့အချိန်ကပိုပြီးကြည့်ကြတယ် A ကတော့အကြည့်ကြမဟုတ်နည်းနည်းကျယ်နေပေါ့အချိန်။ I wash my face in the morning. She watches TV in the evening. Good. Next slide. This slide မှာလည်း another example. The city is beautiful in spring. Spring is called နွေဦးရာသီ spring ရဲ့အဓိပ္ပာယ်ကနွေဦးရာသီ The city is beautiful in spring နွေဦးရာသီမှာ the city မြို့လေးက is beautiful ဘာဖြစ်ပါလဲဆိုတော့လှပပါတယ်လို့ပြောလိုက်တယ် The city is beautiful in spring နွေဦးရာသီတွင်မြို့ကလေးကလှပါတယ် We visit Europe in summer နွေရာသီမှာငါတို့ကဥရောပကိုတွားလေတယ်လို့ပြောလိုက်တာဖြစ်ပါတယ်အချိန်တစ်ခုရဲ့ဈာပိုင်းကိုပြောချင်ရင် A လေးကိုပြောလို့ရပါတယ် Okay နောက်တစ်ခါI was born in 1991ကျွန်တော်ကို1992ခုနှစ်မှာမွေးဖွားခဲ့တယ်အဲ့တော့ year ချိန်ရဲ့အချိန်မှာကျွန်တော် in ကိုသုံးရတယ် year ရဲ့ခုနှစ်ရဲ့အချိန်မှာလည်း in ကိုသုံးတယ် I'll come back in the few days ရက်အနည်းငယ်နေရင်ကျွန်တော်ပြန်လာပါမယ်လို့ပြောတယ်အဲ့တော့ in the few days ရက်အနည်းငယ်အတွင်းရက်အနည်းငယ်နေရင်ဆိုရင်လည်း in ကိုသုံးလို့ရပါတယ်အဲ့ဒါဆိုကျွန်မလည်းဒီလိုဖတ်ကြည့်အောင် I was born in 1991 I'll come back in the few days I'll come back in a few days. Good.
အဲ့တော့ခုနကပြောသွားတာ A နဲ့ H နဲ့အပိုင်းလေးကိုပြောသွားပါလေ A နဲ့ H ရဲ့အနောက်ကအချိန်လဲလိုက်လို့ရတယ်နေရာလဲလိုက်လို့ရတယ်အရှိမပြောသွားတဲ့ slide တွေကတော့ A နဲ့ H ရဲ့အနောက်ကနေပြီးတော့အချိန်လိုက်တာကိုပြောသွားတာပါ H ရဲ့အနောက်ကတော့ကြည့်ကြတဲ့အချိန်ကိုလိုက်တယ် A ရဲ့အနောက်ကတော့အချိန်တစ်ခုရဲ့အလယ်မှာဖြစ်မဲ့ဒါပိုင်းကျဲတဲ့အချိန်လေးတစ်ခုကိုလိုက်ပေးပါတယ်ဒီတစ်ခါနေရာလေးစပြီးလိုက်တဲ့အကြောင်းလေးကိုလေ့လာကြည့်ရအောင်H ကနောက်ကကျမတို့ place လဲလိုက်ပါတယ်ပို့ပြီးကြည့်ကြတဲ့ point တစ်ခုပေါ့နေရာ point တစ်ခုပြောချင်တဲ့အခါမှာသုံးပါတယ် Mary is working at her desk Mary ကသူမရဲ့စာရေးစပွဲမှာအလုပ်လုပ်နေတယ် they work at bank သူတို့ကဘဏ်မှာအလုပ်လုပ်နေတယ်ဒါဆိုသူတို့အလုပ်လုပ်တဲ့နေရာကတခြားနေရာမဟုတ်ဘူးဒီနေရာပဲတိကျတယ်လို့ပြောတဲ့အခါမှာ at ကိုသုံးရေးဖြစ်ပါတယ်ပြန်ပြောကြည့်မယ်ဆိုရင် Mary is working at her desk they work at bank တခါလောက်ပြောကြည့်မယ် Mary is working at her desk they work at bank okay next slide ဒီမှာလဲ S ကနောက်ကကျမတို့ place နေရာလေးပါပါတယ် let's meet at the bus stop bus stop မှာပဲဆုံကြတာပေါ့ဆုံကြစို့လို့ပြောလိုက်တယ် at the bus stop ဒီပို့ပြီးတော့ကြည့်ကြတယ်နေရာတစ်ခုရဲ့ point ကိုပြောရဲဆိုရင် S ကနောက်ကပို့ပြီးကြည့်ကြတဲ့နေရာကိုလိုက်ပေးရတယ် I'll wait at the airport at 5 9 နာရီ at the airport လေဆိပ်မှာ I'll wait ငါစောင့်မယ်လို့ပြောလိုက်တာဖြစ်ပါတယ်။စောင့်မဲ့နေရာကလေဆိပ်ဆိုတဲ့နေရာကြည့်ကြတဲ့နေရာကိုပြောလိုက်တာဖြစ်တယ်။ I'll wait at the airport at 5. Okay, let's read that together. That's what I wanted to do. အတန်လေးဖတ်ကြအောင် Let's meet at the bus stop. I'll wait at the airport at 5. Kids. Now, let's move on to the next one. ဒီတစ်ခါ A နဲ့အနောက်မှာ place လာတဲ့အကြောင်းလေးကိုပြောပြပါမယ်။ I live in the big city.Big city ဆိုတာမြို့ရအကြီးမြို့ကြီးထဲမှာနေတယ်ဒါပေမဲ့မြို့ကြီးရဲ့ဘယ်နေရာလဲဆိုတော့အတိအကျမပြောထားပါဘူး area တစ်ခုရဲ့ကျယ်ဝန်းတဲ့အထဲထဲမှာနေတယ်ဆိုတဲ့သဘောမျိုးနဲ့သတ်မှတ်တဲ့အတွက်ဒီရဲ့နောက်ကကျမတို့ place အကြီးကိုထည့်ပေးရပါတယ် water is in the glass ရေဒီခွက်ရဲ့အတွင်းထဲမှာရှိတယ်ဒါကတော့အတွင်းဆိုတဲ့သဘောကိုပြစေရင်လည်း in ကိုသုံးပြီးလို့ရပါတယ်ဒါဆိုတစ်ခါတော့ကျမတို့ဒီလိုဖတ်ကြည့်မယ် I live in the big city water is in the glass one more time please I live in the big city.Water is in the glass. Okay, next slide. This color in that place that right about. The lady is in the tower. Lady got tower. When you're right here, tower machine. The child is in the playground. Lady got playground machine. Tagaro from the create doing a machine out in it. The lady is in the tower. The child is in the playground. One more time, please. The lady is in the tower. The child is in the playground. Good. Next slide. ဟုတ်ပြီဒါဆိုရင်တို့ဒီ in နဲ့ at တွေနဲ့ conversation ပြောထားတာလေးကိုကြည့်ကြအောင် conversation 1က A ကပြောတယ် Where was he at 5 p.m. ကြည့်ကြတဲ့အချိန်ရဲ့ရှေ့မှာ at She was in the tower ရဲ့အတွင်းပိုင်းကိုပြောတယ်လေ in at 5 p.m. ကြည့်ကြတဲ့အချိန်ရဲ့ရှေ့မှာ at Where do you work ဒီမှာလောက်တာလေလောက်ဌာနနေရအများကြီးအဖွဲ့အစည်းတွေက I work at bank ဆိုတဲ့စီးပွားရေးအမျိုးအစားမှာအလုပ်လုပ်တယ်ဒါဆိုကျွန်တော်တို့ဒီလိုပုံမှန်လေးဖတ်ကြည့်မယ်Where was she at 5 p.m.? She works in the tower at 5 p.m. Where do you work? I work at bank. Okay, one more time, please. Where was she at 5 p.m.? She works in the tower at 5 p.m. Where do you work? I work at 5. Sorry, I work at bank. Okay, that's it. Let's read that together. Where was she at 5 p.m.? She works in the tower at 5 p.m. Where do you work? I work at bank.Okay, now let's move on to today's focus. I got today's focus. My name is John. The name is John today. I work at bank. I get up at 6 a.m. Okay, the color to do My name is John. I work at bank. I get up at 6 a.m. So, I listen to news at breakfast.At breakfast မနက်စာစားတဲ့အချိန်မှာသတင်းနားထောင်တယ် After work at 9 9နာရီမှာအလုပ်စလုပ်တယ် I'm tired at the end of the day ဒါဆိုနေ့တစ်နေ့ရဲ့အဆုံးပိုင်းမှာ I'm tired ငါပင်ပန်းနေပါပြီလို့ပြောလိုက်တာဖြစ်ပါတယ် I'm tired at the end of the day Okay let's read that together again ဒီမှာနေနောက်တစ်ခါလောက်ပြန်ပြီး practice လုပ်ကြအောင် I listen to news at breakfast After work at 5 I'm tired at the end of the day ဒါဆိုရင် let's move on to the next oneဒါကဘာတူလဲ My father is a professor ငါရဲ့ဖေက professor တရားဖြစ်တယ် He lives in New York သူကကျယ်ဝန်းတဲ့ New York မြို့ကြီးထဲမှာနေတယ်
ဒီမှာတဲ့ pronoun ထဲမှာနေတဲ့ in he visit me in summer အချိန်တစ်ခုရဲ့ဂျာပိုင်းအတိအကျမဟုတ်ဘူးဒီနေရာဒီအကြောအတွင်းမှာသူကလာလေတယ် he visit me in summer okay ဒီမှာနဲ့နောက်တစ်ခါတော့ပြန်ပြီးမှန်လေးဖတ်ကြည့်မယ် my father is a professor he lives in New York he visit me in summer ဒါဆိုရင်ဒီနေ့ရဲ့ today focus လေးကိုအစအနေပြန်ပြီး replay လုပ်ကြည့်မယ်ဒီမှာနဲ့အတူတူဖတ်ကြည့်မယ်နော် my name is John I work at bank I get up at 6 a.m. I listen to news at breakfast. I still work at 9. I'm tired at the end of the day. My father is a professor. He lives in New York. He visits me in summer. Good. ဒါဆိုရင်ဒီနေ့သင်သွားတဲ့ lesson လေးကိုပြန်ပြီးတော့အနှစ်ချုပ်ပါမယ်။ဒီနေ့ lesson လေးကတော့ preposition နှစ်ခုဖြစ်တဲ့ in နဲ့ at နဲ့ကိုရှင်းတွဲပြီးတော့သုံးသွားတာဖြစ်ပါတယ်။ in ရော at ရောနှစ်ခုလုံးရဲ့အနောက်က place လဲလိုက်လို့ရတယ် time လဲလိုက်လို့ရပါတယ်။အဲ့တော့ ed at ရဲ့အနောက်မှာလိုက်မဲ့ place တွေ time တွေကတည်ကြရမယ်အချိန်ဆိုလဲ point တစ်ခုနဲ့တည်ကြရမယ်နေရာဆိုလဲ point တစ်ခုနဲ့တည်ကြရမယ်။ in ရဲ့အနောက်မှာလိုက်လို့ရတဲ့အချိန်နဲ့နေရာကတော့နေရာဆိုလို့ရှိရင်ကာလတစ်ခုရဲ့ဓာတ်ထဲမှာဖြစ်ရမယ် area နေရာအနေနဲ့သုံးမှဆို pronoun တစ်ခုရဲ့အတွင်းထဲကိုပြချင်တဲ့အခါမှာကျွန်တော်တို့က in ကိုသုံးပါတယ် Okay let's cut it today and you did the verse so see you later bye bye